哇，按多些吧呗，别灭这个其他，破旧奶奶也掉个名啊，怕的啦。但还刚刚打来么好，买下来么好不？突突恰恰把么来么动过。你那有没有上大几笔？ဒီနေ့ကအခုနိုးတဲ့ပူကောင်းပါတယ်ဒီနေ့ Eco Planter USA မှာငါရဲ့အတိအကျနီလန်းကိုအစင်းစင်းတင်ပေးပါမယ်ရိုမီယိုနဲ့ Planter Delinero နှစ်မျိုးလုံးအတာပါရေဖန်ဖိုးကလုံးနဲ့မိမိအိမ်မှာရှိပြီးသားလေးရှုပ်ဝက်ချက်တစ်ခုပါထုံးတီလုပ်နိုင်ပါတယ်အဆုံးထိကြည့်ထားပါနော်အခြေအနှဲငယ်အကြည့်အကျအရွယ်အတွက်တွေနဲ့အမျက်တွေမြင်မြန်ကြီးလာအောင်လုပ်နိုင်တဲ့လက်ကွက်တွေနဲ့အဓိကပါဝင်ပစ္စည်းမရှိရင်ဘလို့အစားထိုးနိုင်မလဲဆိုတာကိုပြောပြပေးမှာပါဒါဟာတစ်ပတ်အစင်းမြင့်လည်းမဟုတ်ထူးထူးခြားခြားအရာတစ်ခုခုဝယ်ဖို့လည်းမလိုပါဘူးအိမ်မှာမိသူမဆိုလုံးမဲ့တဲ့အရာမှာ channel မှာလည်းလူအများစုကအမြင့်ထက်ဆိုင်ကြီးအကောင်းဆုံးနီးလန်းကဘာလဲလို့မဲကြလေနောက်ထပ်လည်းတင်းတို့တကယ်အလုပ်ဖြစ်တဲ့နီးလန်းတွေကိုစမ်းသပ်ပြီးမကြာခဏတင်ပြပေးနေပါတယ်ဆိုတာသိကြမှာပါဒီနီးလန်းမှာအလွန်ကြီးမားတဲ့ကြိုးချေစုတစ်ခုရှိပါတယ်အမြတ်တွေစတင်ပေါက်လာတာကိုပထမဆုံးအချိန်ကတည်းကမြင်နိုင်လို့ကိုယုံကြည်မှုရှိလာပြီးတခုမမှန်မှုဆိုရင်လည်းအမြန်ဆုံးလှုပ်ဆောင်နိုင်ပါတယ်ဒါဟာရှင်းပင်နဲ့ Planter Delinero ပိုင်ဆိုင်ပင်နှမျိုးလုံးအတည်းလှုပ်ရွှေ့ပါတယ်အမြတ်တွေစတင်ပေါက်လာတာကိုအစားကလေးကမြင်ရတာကလည်းအရန်စိတ်ကျဉ်နေစရာပါပဲတော့bienဒီနီလန်ကိုအနန္တာပင်အမျိုးမျိုးနဲ့တေးသေးလေးတော့ဟင်းဒီဟင်းရွက်ဒီအတော့ပါအသုံးပြုနိုင်ပါတယ်အဓိကအချက်ကတော့တပင်ရဲ့ရည်ထက်စိတ်ညစ်တဲ့အပိုင်းဟာတန်ရှင်းပြီးအရက်မရှိအောင်ထားရမယ်ဆိုတာပါဒီနီလန်ကလည်းကိုမွေးချွေးတတ်နိုင်စေပါတယ်ဈေးကြီးတဲ့မြေစီမလိုဘူးရှော့ထွေးတဲ့ဓာတ်တူပင်စီတွေလည်းမလိုပါဘူးရေပိုလန်တလုံးနဲ့ကရုဆိုင်မှုအနှံငယ်ပဲလိုပါတယ်အကောင်းဆုံးကတော့မြစ်ဒီဘလို့ဖွဲ့လာနေလဲဆိုတာနေတန်းကြည့်နိုင်တာဒါကလည်းအရန်အားသက်စေပါတယ်အခုတော့တုတ်ပင်ကြောင့်ဆက်ပေါ်နာမင်းချက်မဲ့တော့ဆိုရင်တပင်တွေကိုခမန်းကျန်နေနဲ့ချိုးလက်မကနေရှစ်လက်မကြည့်ခဲ့ယူပါအိုရှိစရာမလိုပါဘူးအဲ့ဆန်ပြန်တော့ဆိုရင်ချောလက်မကနေတလက်မအထိပငင်တော်တော်လေးအဆင်ပြေပါတယ်ချက်တဲ့အခါပိန်းစွာဖြတ်ပါဒါကြောင့်ချီတွေ့နေတဲ့မျက်နှာပြန်ပုံများလာပြီးအမြင့်တွေပုံမြန်ထွက်လာနိုင်ပါတယ်အခုအရေးကြီးဆုံးအချက်တစ်ခုရောက်လာပါပြီဖြုတ်ထုတ်လိုက်တဲ့အရွက်တီဟာရေထဲစိတ်မဲ့တပင်အပိုင်းနဲ့အချိုးကျအောင်ဖြစ်ရမယ်တပင်ကိုခံမှန်းချအနေနဲ့နှစ်လက်မလောက်ရေထဲစိတ်မှဆိုရင်အဲ့ဒီနှစ်လက်မအတွင်းရှိအရွက်တွေကိုဖြုတ်ပေးရပါမယ်အိုနဲ့ရေထဲစိတ်မှဆိုရင်အရွက်ပုံများဖြုတ်ပေးရပါမယ်ရေထဲထိတွေ့မဲ့တပင်အပိုင်းအားဆုံးကိုတန်ရှင်းထားပေးရပါမယ်ဒီလိုလုံးရင်အရွက်တွေပုတ်သွားတာကိုတားဆီးနိုင်ပြီးအစိုက်အပင်ရဲ့ဆွမ်းညင်အောင်လုံးကိုအမြင့်အတစ်ထွားရဖို့တဦးတည်စေပါတယ်အကြံပြုချက်တစ်ခုကတော့ဖြတ်တဲ့နေရာတွေတန်ရှင်းဖြတ်ထားပြီးတပင်ကိုမဖိနေပါနဲ့တပင်ပျက်စီးနေမယ်ဆိုရင်အမြင့်ထွက်တာကြာလာနိုင်ပြီးအစိုက်အပင်လည်းစိတ်ဖြစ်စီမှုရှိနိုင်ပါနဲ့ထို့အပြင်တပင်ကိုလည်းဂရုစိုက်ကြည့်ပါကျမတဲ့တပင်ဆိုတာအမြဲတမ်းပြင်းရင်ပြီးအစိမ်းရောင်နဲ့မြင်ရပါတယ်ဒါကလည်းရေလီနဲ့အောက်ဆီဂျင်တွေကိုနောက်ပိုင်းမှာပေးမဲ့အခါတုံ့ပြန်မှုကောင်းလုပ်နိုင်မယ်ဆိုတာပြတာပါတယ်အိမ်မရှိရဲ့ဖန်ဘူးဖန်ခွဲတို့မဟုတ်ဖန်ပုံမိသည့်မျိုးစာမဆိုတုံးနိုင်ပါတယ်အထူးသဖြင့်တီးတန့်ဖြစ်ဖို့တို့မဟုတ်ကြေးတလေဖြစ်ဖို့မလိုလားပါဘူးအရေးကြီးတာတစ်ခုတည်းကတော့ဖန်ဘူးကိုတိတ်ဆိတ်တဲ့နေရာမှာလေဝင်လေထွက်မရှိတဲ့နေရာမှာထားပေးရမယ်ဆိုတာပါဘာလို့လဲဆိုတော့အစိုက်အပင်လေးတွေရေထဲမှာအမြဲလှူရှားမြင်ရင်အမြင့်တွေပျက်စီးသွားနိုင်လို့ပါအပင်လေးတွေကိုတစ်ခုနဲ့တင်းတိတ်မထားဖို့မလိုပါဘူးဖန်ဘူးပေါ်မှာတင်ထားပေးရုံပါပဲရေတိတ်နဲ့တီးနေနေချင်းကအမြင့်တွေဆက်တင်ဖွင့်ဖြိုးလာခြင်းမှာတောင့်တင်းပြီးကျမ်းမာစွာကြီးထွားလာဖို့အရေးကြီးပါတယ်။ဝင်းစိတ်ကြိုက်ဆိုရင်ဖန်ဘူးတစ်လုံးကိုတောက်ပတောက်ပြောင်ဖြစ်အောင်အသုံးပြုနိုင်ပါတယ်။ဒါဆိုရင်အမြင့်တွေတနေ့ထင်းတိုးတက်လာတာကိုမြင်နိုင်လို့အားတက်စရာကောင်းတယ်လို့တခုမမှန်တော့ရင်လည်းကြိုတင်သတိထားနိုင်ပါတယ်။ဖန်ဘူးကိုရည်ဖြည့်မယ်။တဝက်တဲ့နည်းနဲ့ပုံအောင်ဖြည့်ရမယ်။ဒါကအရွက်တွေကိုဖယ်ရှားပြီးသားတပင်အပေါ်ကိုအပြေအဝဖုံးအောင်ဖြည့်ဖို့ပါ။ဒါပေမဲ့အစိမ်းရောင်အရွက်တွေကိုတော့မထိစေပါနဲ့။အကောင်းဆုံးကရေစစ်ထားတာတော့မဟုတ်တချင်းချောင်ထားပြီးရေတုံးတာပါအကြောင်းကတကားရေထိတ်ကခလောက်ရေကအမြင့်ကြီးထွားမှုကိုနေကွေ့စေတတ်လို့ပါရေချက်ကိုတတိစားပါရေအနှိမ့်အမြင်ကအမြဲတမ်းတပင်တန်အပိုင်းကိုဖုံးအောင်ရှိရမှာမယ်အရွက်တွေရေအောင်မှကြံနေသွားနေပုတ်သွားနိုင်ပြီးဒါကလည်းအပင်ပေါက်ကိုထိခိုက်စေနိုင်ပါတယ်ဟမ်ဘုကတေးသေးလေးဆိုရင်လည်းအပင်ပေါက်ရဲ့အသက်ကိုတိုင်းထွာညှိပေးပါဒါဆိုရင်ရေအောင်မှကြံနေတဲ့အပိုင်းတွေမှာအရွက်မကြံပဲကာကွယ်ထားနိုင်ပါလိမ့်မယ်အခုတော့အပင်ပေါက်တွေကိုဂရုစိုက်စွာရေအကျွင်းထည့်ပြီးပေါ်ပါထားပေးပါမယ်။ကြိုက်ထားဖို့မလိုပါဘူး။တီးငင်ထားပေးလိုက်ရုံပါပဲ။အပင်ပေါက်တွေတီးငီလောက်တလောက်မြစ်တွေကပိုကောင်းဖွဲ့လာနိုင်ပါတယ်။လက်နီးတစ်ခုကနေတိုင်းအပင်ပေါက်တွေကိုကြည့်ပြီးအောက်ခြေမှာအဖြူရောင်ကျဲလေးတစ်မျိုးပေါ်လာတာတွေ့ရင်ဒါကအမြစ်တွေစက်တင်ထွားလာတာပါ။ဒါဟာနီလန်းကအလုတ်ဖြစ်တဲ့အပင်တွေကလည်းကောင်းရှိနေတယ်ဆိုတာသိချစေပါတယ်။သတိပြုပါအပြူတဘောနဲ့တည်ငြိမ်မှုကအဓိကပါအလွန်မလိုပါဘူးတည်ကြည်မှုကတော့ကွာခြားချက်ကိုဖန်တီးပေးပါတယ်အခုတော့နီလန်းရဲ့လျောဘချက်ကိုရောပါပြီအောက်ဆီဂျင်ရဲ့ဆေးပါထောက်ပိုက်ရဲ့မှာတုံးတဲ့အမျိုးအစား
တန်ရာတန့်စင်ဟိုတုံးတဲ့အတူတူပဲဒါကိုအထူးသတိပြုဖော်ပြစင်ပါတယ်အနှိမ့်ဆုံးပါဝင်မှုရှိတဲ့အမျိုးအစားကိုတုံးပါတယ်ဘေးဆဲဆိုင်ဓာတုဆိုင်စူပါမားကတ်မှာမဆိုဝယ်လို့ရတဲ့အမျိုးအစားပါဒါဟာအထူးသဖြင့်လည်းမဟုတ်ဘူးရှုပ်ထွေးလည်းမဟုတ်ဘူးအိမ်တိုင်းမှာရှိတဲ့ပုံမှန်အောက်ဆီဂျင်ရေကိုပဲတုံးတာပါဒီအောက်ဆီဂျင်ရေကဖုန်တုပ်နဲ့ဘက်တီးရီးယားတွေကိုတားဆီးပေးပြီးအမြင့်တွေကိုအန်တောက်ဖွယ်အောင်ကြီးထွားလာစေပါတယ်မှန်ကန်တဲ့အချိုးအစားကရေတစ်ခွက်လျင်ဇုံကဇုံပါပြင်ခွက်မှာရေနှစ်ခွက်ရှင်ဇွန်နှစ်ဇွန်ထဲနီးတဖြည်းဖြည်းလုတ်ပေးရုံပါပဲအခြားဘာမှမလိုအဟုတ်အလုံးကျွမ်းချက်မြင်တော့အပင်မြစ်ဒီပြည့်သိနိုင်ပါတယ်ဒီလိုလုံးရင်ကြီးကတန့်ရှင်းနေပြီးအပင်အမိထက်ကလည်းအမိထွေထွက်လာတဲ့အချိန်မှာအောက်ဆီဂျင်နဲ့ကောက်ကွယ်မှုရရှိနိုင်ပါတယ်အောက်ဆီဂျင်ရေမရှိရင်ဘာဖြစ်မလဲဆိုတာပါအောက်ဆီဂျင်ရေမရှိရင်လည်းဘာမှမဖြစ်ပါဘူးအစားထိုးနည်းလမ်းတွေအများကြီးရှိလာမယ်ပထမနည်းကတော့ငန်းရည်တန်ကောင်အောက်ဆီဂျင်ပေးဆက်ကိုအဖျားမှာဖျန်းဆက်နဲ့တွဲပြီးသုံးတာပါဖျန်းဆက်ကိုရေအတွင်းထည့်ပြီးအမြဲတမ်းအမြုပ်လေးတွေထောက်အောင်လုပ်ရတယ်ရေထဲကိုအောက်ဆီဂျင်ဝတ်သွားပြီးအပင်အမြုပ်ထက်ကဂျမ်းမာနီယမ်တာမကမွန်နဲ့ဘက်တီးရီးယားတွေကလည်းမထင်နိုင်အောင်ကာကွယ်ပေးပါတယ်အရန်တွေကိုပြီးဒီနီးနဲ့ရေကိုမကြာခဏမပြောင်းရပဲတန့်ရှင်းအောင်ထားနိုင်ပါတယ်အောက်ဆီဂျင်ရေမရှိအောက်ဆီဂျင်ပေးဆက်လည်းမရှိရဲကိုယ်တိုင်လက်ဖြစ်လည်းလွတ်နိုင်ပါတယ်ဒါကတော့နည်းနည်းပိုပြီး group site ဖို့လိုပါပဲနေတိုင်းအမြင့်ထက်ကိုညင်ညင်သာသာထုတ်ပြီးရေမျက်နှာပြင်ကို press အောင်ညင်ညင်သွားပေးရမယ်အောက်ဆီဂျင်ဝင်အောင်လုပ်ပြီးပြန်ပြီးအမြင့်ဖြတ်ကိုပုံခက်ပြန်ထည့်ပေးရပါတယ်နားလည်ပြီလားအမြင့်တွေပေါ်လာတဲ့အထိဒီလိုနေ့တိုင်းလုပ်ပေးရပါမယ်အမြင့်တွေကြီးလာတာမရပြီဆိုရင်တော့ရေကိုမလုပ်တော့ပဲအမြင့်တွေကိုလည်းမလုပ်ပါနဲ့အချောင်းကအမြင့်တွေအရန်နုညံ့လို့လော်လနဲ့ပြတ်သွားနိုင်လို့ပါဒီနီလန်းတွေကိုတုံးရင်အောက်ဆီဂျင်ပတ်ဆက်နဲ့ဖြစ်စေကိုယ်တိုင်လက်ဖြတ်လုပ်စေအမြင့်ဖြတ်ကလုံလောက်တဲ့အောက်ဆီဂျင်ရရှိပြီးကြားမှာစွာကြီးထွားနိုင်ပါတယ်ရေနဲ့အောက်ဆီဂျင်မရှိလဲပြဿနာမရှိပါဘူးစိုက်ပျိုးသူများစုတီးကြတဲ့စိတ်ဝင်စားစရာအချက်တစ်ခုကတော့လက်လိုင်းစင်ကအမြင့်တီရဲ့ကြီးထွားပုံကိုတက်ရောက်မှုရှိနိုင်တယ်ဆိုတာပါရိုးရယုံကြည်ချက်အရာတော့လေယာအဆင့်ကအမြင့်ထပ်ဖို့တဲ့အကောင်းဆုံးအချိန်လို့ယူဆကြပါတယ်အကြောင်းကတော့အပင်ရဲ့စွမ်းနေဟာအမြင့်တွေမှာပုံမဆွေးပေါင်းနေတယ်လို့ယုံကြည်ကြတာပါဒါဟာမဖြစ်မနေလိုအပ်တဲ့အရာလည်းမဟုတ်ဘူးတိတ်ပံနေချလည်းမဟုတ်ပေမဲ့ဒီလိုယုံကြည်ချက်တွေကိုရှေ့အချိန်ကတည်းကလှုပ်ဆောင်လာကြပြီးစိုက်ပျိုးသူရဲ့အကြားမှာအလွန်လေးစားမှုရှိပါတယ်အချိန်ကိုအထူးသဖြင့်အသုံးချနိုင်ရင်မိမိရဲ့မြစ်ချက်တွေကအစားကလေးကပုံမအားကောင်းပြီးကျမ်းမာတဲ့မြစ်တွေထွက်လာနိုင်ပါတယ်ဒီလိုအသေးစိတ်ရဲ့ချက်လေးတွေကိုကောင်းမွန်တဲ့ချက်ကောင်းမှုနဲ့တန်ရှင်းတဲ့ရည်တွေနဲ့ပေါင်းစပ်ပြောပြရင်တခြားလုံးလုပ်ငန်းစဉ်ကိုပုံမလုံခြုံပြီးထိရောက်စေပါတယ်ဒါကြောင့်အခုသိပြီနော်ဒီနီလန်ကလွယ်ကူပြီးတန်ရှင်းတဲ့ထိရောက်တဲ့ဟိုလင်းဒီကိုတဘာဝအလင်းရရှိတဲ့နေရာမှာထားပေးပါဒါပေမဲ့နေအောင်တိုက်ရိုက်မထိအောင်ထားပါရေကိုတန်းရှင်းအောင်ထိန်းပေးပြီးအမြင့်ဖြတ်တွေကိုနေတိုင်းစောင့်ကြည့်ပေးပါအပတ်အနေငယ်အတွင်းမှာပဲအမြင့်ဒီအားတောင်းဒီတဆင့်ပြောင်းဆိုင်ဖို့အဆင်ပြေဖြစ်လာတာကိုမြင်ရပါလိမ့်မယ်ဒါနဲ့အတူမိနီရဲ့ယူမေယိုနဲ့ grey site ပင်တွေကိုကြားမစွာကြီးထွားလာတာကိုလည်းခန်းစားနိုင်ပါပြီကြိုက်တယ်ဆိုရင် like တစ်ခုပေးပြီးမိတ်ဆွေတွေနဲ့ညပေးပါတကယ်အလုပ်ဖြစ်တဲ့ area site ပြူနီလန်အသစ်တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ subscribe လုပ်ထားပါနောက်ထပ် video မှာ plan တင်မယ်နော်